ကဲဒီနေ့တော့ကျွန်တော်တို့လောလောကိုဆွဲမယ်နော်ဆိုလို့ရှိရင်ကျွန်တော်ဆွဲတဲ့ဟာလည်းအကုန်လုံးကလွယ်နေစေရမယ်နော်ဆိုရင်ခက်တာကျွန်တော်ခက်ခဲအောင်ဘယ်တော့မှဆွဲဘူးနောက်လွယ်အောင်မဆွဲဘူးအဲ့တော့ဆိုရင်ကျွန်တော်တို့ဒီပုံလေးပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ဆွဲပြီးသားဖြစ်ပြီးတော့ကျွန်တော် new project ခေါ်လိုက်မယ်နော် body ကမရှိပြီးတော့ဒီကောင် body ခေါ်လိုက်ပါလားနော် body အပေါ်မှာ body ရှိဒီအောက်က body တက်တက်အဲ့တော့ကျွန်တော်ဘယ်ရဆွဲမလဲဆိုရင်ကျွန်တော် sketch ကျွန်တော်ဒီနောက်ဆိုရှင် x ရတယ်ကျွန်တော်ဆွဲတော့ကျွန်တော်ပုံတော့ဖတ်လိုက်တော့ပါဆိုဒီမှာအတွင်းကအတွင်းမှာတခါဆွဲမဆွဲလို့ရှိရင်နောက်မှဆွဲပါဗျာနောက်မှဆွဲလိုက်နောက်ဆိုလို့ရှိရင်ဒီကောင်အပြင်180ပေါ့အတွင်းက40နော်180အတွင်းက40အဲ့တော့အတွင်းကတခါဖောက်လိုက်လို့ရှိရင်တခါပြီးမှဖောက်လိုက်ဆိုပုံမြန်တာပေါ့နော်အပြင်မှာလက်တွေ့မှာလည်းအဲ့လိုပဲဖြစ်မှာဆိုတော့ကျွန်တော်တို့တခါကြားလို့ရှိရင်စာအုပ်ကြီးတိုင်းနေလို့ရှိရင်သိကြတယ်နောက်ဆိုလို့ရှိရင်ကျွန်တော်80နော်ဒါကြောင့်ဟာ dimension တွေမျိုးလို့အများကြီးပေးကြတယ်အမှန်တော့ dimension တွေအများကြီးရှောက်ပြီးလို့မြန်တယ်ဆိုလို့ရှိရင်ကျွန်တော်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုကျွန်တော် padding လုပ်လိုက် padding လုပ်တော့ဒီကောင်ကိုကျွန်တော် one side တော့မလို့ symmetry လုပ်မှာလားနှစ်ဖက်ပေါ့နော်ဆိုရင်နှစ်ဖက်ဆိုတော့ဒီကောင်က30ဆိုတော့20ထားလိုက်နော်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခါကျွန်တော်တို့ဒီမှာပဲထပ်ဆွဲမယ်ဒါပေမဲ့ဒီမျက်နှာပြင်နဲ့ဆွဲလို့လားဆိုတော့အလေကောင်းနဲ့ကျွန်တော်ဆွဲအောင်ဆိုတော့ဒီနော်ဆိုလို့ရှိရင်ဒီမျက်နှာပြင်နဲ့ဆွဲတော့ကျွန်တော်တို့ပထမဆုံး reference ကိုကျွန်တော်တို့ယူလိုက်မယ်နော်ယူလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုအော်ရမယ်ဒီကောင်ကတော့ reference အနေနဲ့ပဲဒီကောင်ကိုထားလိုက်နောက်မှတော့ထပ်ဆွဲမယ်ဘာလို့ဆိုတော့ဘာလို့ခင်ဗျာအဲ့လိုလုံးနေတယ်ဆိုလို့ရှိရင်ဒါကပြဿနာမတက်ဘူးနော်ဒါအရှင်းကြီးလေးပဲဘာကြောင့်လောက်တာဆိုဘာကြောင့်လောက်တာမဟုတ်ပြဿနာဒါနဲ့လို့ဒီလိုနည်းနဲ့လုံးပြဿနာမတက်ဘူးနော်ဆိုတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ဗာလဲဆိုရင်ဒီမှာစကလေးနှစ်ခုဒီမီညောင်းဒီကားဖို့ဆွဲမှာဒါလွယ်ပါတယ်ဆိုတော့ရှင်ကျွန်တော်တို့ဒီစကလေးတွေကျွန်တော်တို့အဲ့လိုဆွဲလိုက်နော်ဒီကောင်ဒီစကလေးအဲ့လိုဆွဲလိုက်ဟုတ်ပြီဒီစကလေးအဲ့လိုဆွဲလိုက်ပြီးလို့ရှိရင်ဒီစကကိုကျွန်တော်တို့ equal တော့လုပ်လိုက်တော့နော်ဒါရပြီဆိုတော့ကျွန်တော်ဒီကောင် dimension ပေးလိုက်တော့ဒီကောင်ကစကူဒီကောင်နော်diagonal 20ရှိရဆိုတော့ကျွန်တော်ဒီကောင်ကျွန်တော်20ပေးလိုက်20ပေးဒီကွာဝေးဆိုလို့ရှိရင်ကျွန်တော်ပြင်ကြည့်လိုက်မယ်ဒီ80 140ရှိနောက်80 140ရှိတော့ဆိုရင် dimension ကျွန်တော်ဆက်ပြီးပေးလိုက်မယ်ဒီကောင်ကဘာလဲဆိုရင်80နောက်ဆိုရင်80ဘာလို့ဆိုဟိုဘက်နဲ့ဒီဘက်တော့ပြီးချိန်နေလို့ရှိရင်တော့အလုတ်ကြတာဖတ်တယ်လေကြတော့မြန်လာတာမရှိဘူးနောက်ဆိုလို့ရှိရင်140တချို့တွေကတက်လာဟိုကနဲ့ဒီမှာနဲ့တူအောင်မယ် symmetry ပါထားအားရဇလန်းကိုအကုန်လုံးရှောက်လိုက်တာအကုန်လုံးရောပြဘာမှမသိတော့ဆိုတော့အဲ့တော့ကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီကောင်နဲ့နော်ရှင်တွဲရှိတော့ကျွန်တော်တို့ dimension ကိုကျွန်တော်တို့ဒီကောင်ရဲ့ dimension ကိုကျွန်တော်တို့တွဲထားဟုတ်ပြီနော်ဆိုလို့ရှိရင်ဒီကောင်ရဲ့ကျွန်တော် dimension ကိုကျွန်တော်တို့တွဲထားနော်ဒါတွေက equal တော့လောက်အောင်ကားနဲ့ရှောက်နော်ဆိုလို့ရှိရင်ကျွန်တော်တို့ရပြီဒါဆိုရင်ကျွန်တော်တို့ဒီဥစ္စာရတယ်အဲ့တော့အလဲကောင်ကဆောင်းအောင်တော့ကျွန်တော်တို့ထပ်ဆွဲလိုက်နော်ဆိုလို့ရှိရင်ဒါဆိုရင်ကောင်လေး focus တွေ့ဖြစ်သွားတယ်အဲ့မှာကျွန်တော်တို့ဘာဆွဲမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာဒီမှာတော့ဆို art card ဆိုလို့ရှိရင်3 point နဲ့ကျွန်တော်ဆွဲ3 point နဲ့ဆွဲနော်ဆိုတော့မဆွဲခင်ပုံလေးကြည့်လိုက်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့အရင်ဆုံးအခုံးနှစ်ခုကိုကျွန်တော်တို့အရင်ဆုံးဆွဲမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပဲအလွတ်ဆွဲပါနော်ဆိုလို့ရှိရင်အစမနဲ့ဆုံးမကိုချအလယ်မှတ်ကိုကျွန်တော်တို့ခဏထားနော်ဆိုလို့ရှိရင်ဒီစာမနဲ့ဆုံးမနဲ့ချဘာဆိုဒါဒီကောင်ကို copy ပွားလိုက်ခါလို့အလကားနေတော့ပတ်တော့ပါတယ်ဒါလေးဆွဲလိုက်ရတာဘယ်တော့ဒီပုံဆွဲတာ15မိနစ်လောက်ကြာအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့မှာဒီကောင်ရဲ့ကျွန်တော် radius ဆိုပြီးပေးလိုက်နော်ဒီကောင်ရဲ့ radius ဆိုပြီးပေးလိုက်တကယ်လို့ radius ဆိုနောက်မှပေးလို့ရှိရင်ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ကျွန်တော်တက်လန်ဇလန်နေရှောက်အဲ့တော့ဆိုရင်ဒီကောင် radius 100ရှိနော်100ဆိုတော့ရှိရင်ကျွန်တော်ဒီကောင်ရဲ့ radius ကျွန်တော်ဘာလဲဆိုလို့ရှိရင်100ဟိုနော်ဆိုလို့ရှိရင်ဒီကောင်ရဲ့ radius ဆိုလို့ရှိရင်100ဆိုတော့ equal တွေပါသွားပြီအဲ့မှာကျွန်တော်တို့ဘာလို့တင်လဲဆိုတာကျွန်တော်တို့ဒီလိုလေးနည်းနည်းခဏလေးထားတယ်နော်ဒီလိုလေးကိုပါဘောနည်းနည်းလေးရွှေ့ထားတယ်နောက်ဆိုလို့ရှိရင်တော့ရွှေ့ထားပြီဒီ point မှာပြီးဒီ circle မှာနော်ဒီ point ဒီ circle မှာအဲ့တော့ tangent okay နော်ဒီကောင်ဒီ point ဒီ circle ဒီ point ကိုကျွန်တော်တို့မှဒီ point ကိုကျွန်တော်မှနော်ဆိုရင် circle မှာပြီးလို့ရှိရင် tangent ပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ဒီဘက်နာနည်းနည်းရွှေ့
နည်းနည်းရွှေ့တယ်ဒီ point ကိုမှပြီးလို့ရှိရင် circle ကိုမှပြီးလို့ရှိရင် tangent constraint ဆိုတော့ရင်ကျွန်တော်တို့ဒီကောင်ကနည်းနည်းပြထုတ်တာဒီ point ကိုသိချင်မှာနော်ဆိုလို့ရှိရင် circle ကိုမှဆိုရင် tangent sorry point ကိုမှနော်တခါကြလို့ရှိရင်နော် tangent constraint ဒါဆိုတော့ဝါနဲ့တော့ fully constraint ဖြစ်သွားတယ်ကျွန်တော်တို့အရေးကြီးတာကျွန်တော်တို့ကဒီကောင်အပြင်ထွက်လာလို့ဆိုရင်အကောင်လုံးစိတ်နေဖို့အရေးကြီးတယ်လုံးစိတ်နေနေပြောင်းနေဆိုဒါ open ဖြစ်နေ open ဖွင့်နေဖြစ်နေဆိုရင်ကျွန်တော်တို့ issue လို့ထောက်လို့မရဘူးအဲ့တော့ဆိုလို့ရှိရင်ဒီပုံစံတိုင်းပဲကျွန်တော်တို့နောက်တစ်ခုထပ်ဆွဲတယ်နောက်တစ်ခုထပ်ဆွဲတယ်ဆိုလို့ရှိရင်ဒီအမှတ်ရဲ့ဒီအမှတ်ရဲ့မထိလို့ရှိရင်အဲ့ constraint ကိုတော့ဖြတ်နေရမှာရှုပ်ဆိုလို့ရှိရင်ဒီအမှတ်ရဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ရတယ်အဲ့တော့ဒီမှာလည်းကျွန်တော် dimension ကိုတွားပြီးတော့ဝင်ဖြစ်လိုက်တော့ဆို35ဆိုလို့ရှိရင်ကျွန်တော်တို့ dimension ကိုကျွန်တော်တို့ဒီကောင်ကိုခဏတော့နေဘယ်လိုပြောမလဲကြည့်ကောင်းတာထားအောင်လားဒါကိစ္စမရှိဘူးအရေးကြီးရကိုဆွဲရဆိုကိုမှန်နေဖို့နော်ဆိုတော့မြင်လို့ကောင်းတယ်မြင်လို့မကောင်းဘူးပြီးတော့မှရှုပ်ပါနော်ဆိုတော့ကျွန်တော်တို့ဒီကောင်ရင်ဒီကောင်ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင် tangent constraint ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလို့ဆိုကျွန်တော်ဒီလိုလုပ်တာဆိုမမေ့အောင်နောက်တစ်ခါကျရင်အရင်အလုပ်နေရလို့ရှိရင်အကောင်လုံးမေ့သွားတယ်ဆိုလို့ရှိရင်ကျွန်တော် tangent constraint ဟုတ်ပြီနော်ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ဒါဆိုရင်ပြီးသွားပြီကျွန်တော်အပေါက်တွေပါကျွန်တော်ထည့်မဆွဲဘူးနောက်မှဆိုအဲ့တော့ဒီတိုင်းတော့မရဘူးဒီတိုင်း overlap တွေဖြစ်နေဒါတွေ overlap တွေဖြစ်နေတာမရဘူးဒါမဲ့တကူတော့ရှိ solid 1မှာဆိုတော့ရတယ်နော် solid 1မှာဆိုရဒီမှာဆိုမှမရဒါမရတာထားရတာမရတာနဲ့ဇာလန်းနေရှုပ်အဲ့တော့ကျွန်တော်တို့ဗာလဲဆိုရင်ဒီကောင် trim လုပ်နော် trim လုပ်တော့ trim လုပ်လို့ရှိရင်ဒီမှာပြဿနာတစ်ခုတက်တယ်ဒါမဲ့ကိစ္စမရှိဘူးဆက်ပြီးတော့ trim လုပ်လာတော့ okay သွားလိမ့်မယ်နော်ဆိုလို့ရှိရင်ကျွန်တော် trim လုပ်မယ်ကျွန်တော် trim လုပ်မယ်ဆိုတော့ဒီကောင် plate ပြလိုက်ပါဗျအဲ့တော့ဆိုရင်ဒီမှာဆိုတော့ constraint တစ်ခုထပ်ပြီးတော့တက်လာတော့ကောင်းတဲ့ထည့်နေတော့ကျွန်တော်တို့ဒီကောင်ပဲနော်ဒီကောင်ပဲကျွန်တော်တို့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ပဲဆိုတော့ဒီကောင်5နဲ့ဒီကောင်ကဘာလဲဆိုလို့ရှိရင် symmetric အလဲကောင်ကနေကျွန်တော်တို့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒါဆိုပြီးသွားပြီနော်ဒီကောင်ကလောကိုပဲအဲ့တော့ကျွန်တော်တို့ပထမဆုံးကဒီကနေကျွန်တော်တို့အပေါက်ဖောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sketch လုပ်နော် sketch လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ပါပြင်လဲဆိုလို့ရှိရင်40ကျွန်တော်တို့တခါလေးတန်းပေးခဲ့တယ်40 enter ပြီးနော်အဲ့ဆိုလို့ရှိရင်ဒါပဲနားပြီးလို့ရှိရင်ကျွန်တော် pocket လောက်လိုက်မယ် pocket လောက်လိုက်ပြီးလို့ရှိရင် dimension ပေးနေပေးပါပဲ dimension ပေးလဲဆိုတော့ကျွန်တော်တို့ပေးခဲ့တာပါဆို20ဟုတ်တယ်20ဆိုတော့20ပေးလိုက်နောက်ဆိုရင်ဒါပြီးတော့ဒါ up to face ဆိုတာ up to face ပါဗျာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနောက်ထပ် sketch ကိုထပ်ဆွဲမယ်ထပ်ဆွဲတော့ကျွန်တော်တို့ဒီမှာကျတော့ပါလဲဆိုတော့ဟိုကောင်တော့ center တော့မလို့ဒီမှာကျတော့ reference ကျွန်တော်တို့လုပ်မယ်နော်ဆိုတော့ရှင်ဒီကောင်တွေကိုကျွန်တော်တို့ reference line တွေဖြစ်အောင်ကျွန်တော်တို့ထားခဲ့ reference line တွေဟုတ်ပြီနောက်ဆိုလို့ရှိရင်ရပြီဆိုတော့ဒီကောင်ကိုမြင်အောင်ဟောတာပါဗျာဆိုတော့ဒီမှာကျွန်တော်တို့ပါ dimension မှမထည့်ဘူးဒီကောင် touch တော့လုပ်လိုက်နော်ဆိုလို့ရှိရင်ဒီကောင်ဒီမှာ touch တော့လုပ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာတစ်ခုကဆိုကြပါတော့နော်ဒီကောင်က5ပါအဲ့တော့တကယ်တမ်းကျကျွန်တော်မနေ့မှာဆက်တာမှာဆွဲမှာဒီကောင်ကျတော့ကျွန်တော်ပြန်မပြင်ကျင်တော့ဘူးပြန်ပြင်ကျင်တော့ဆိုလို့ရှိရင်ကျွန်တော် -5 မဟုတ် -2.5 ရတယ်ဆိုလို့ရှိရင်sorryဒီကောင်ကကျွန်တော်ဝင်ယူဟောပဲလားရွှေ့နောက်ဆိုရင်ဒါဆိုရင်ကျွန်တော်ပြန်ဆွဲလိုက်အဲဆိုဟိုဘက်နဲ့ဒီဘက်နဲ့ကျွန်တော်ဇလန်းနေရှုပ်နေတယ်နော်ဒီကောင်ကိုဒီ sketch ကိုကျွန်တော်တို့ပြန်ဖြတ်ချလိုက် sketch ကိုပြန်ဖြတ်ချလိုက်ပြီးတော့ရှင်ကျွန်တော်တို့ပါဆိုဒီကောင်ကိုဒီလိုဆွဲလိုက်နော်ဆွဲလိုက်ဆိုတော့ရှင်ဒါကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ reference line ယူမယ်ကျွန်တော်တို့ဘာဆိုတော့ဟိုဘက်ဒီဘက်နော်ဟိုဘက်ဒီဘက်ဆိုတော့ဒါဆွဲရတာကြာပါတော့ကျွန်တော်ကြာ15မိနစ်နောက်ဒီပုံကဒီလိုလေးကအဲ့လိုပဲအသေးလေးဆွဲနေနောက်ဆုံးကြတော့ not ပစ္စည်းကြီးဖြစ်သွားပေါ့ဒါလေးအကုန်လုံးပေါင်းတာစုတာဖို့လည်းကြည့်ရ
ဟုတ်ပြီကျွန်တော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ pad လုပ်တော့ဒီကောင်ကနော်ဆိုရင်ဆိုတော့ one side မဟုတ်ဘူး symmetric လုပ်မယ် one side symmetric okay ကျွန်တော်တို့ရပြီအဲဆိုရပြီဆိုတော့မှကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့အပေါက်ဖောက်လိုက်နော်ဆိုရင် sketch ဒီကောင်မှပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာလဲတုံးစံတိုင်းပဲကျွန်တော်ဘာလို့ဒီကောင်တော့မြင်အောင်ခင်ဗျာ DS ကကိုတိုင်းနေတာပေါ့အဲဆိုတော့ရှင်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့ဒီမှာဒီလိုကျွန်တော်လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကကျွန်တော်တန်ပါလားဒီကောင်ကတန်ပြီးပြီဒါပဲနော်ဆိုလို့ရှိရင်ဒါပဲကျွန်တော်ပြီးကျွန်တော်တို့ pocket ဆိုလို့ရှိရင်ဒီကောင်ကဘယ်လောက်လဲဆိုလို့ရှိရင်ဒီကောင်က dimension နဲ့ပေးထားပေါ့ up to face နဲ့ပေးဟုတ်ပြီဒါပဲကျွန်တော်ပြီးနော်ဆိုလို့ရှိရင်ဒါဆိုရတယ်နောက်တိုင်းဆိုဒီ drawing ကိုကျွန်တော်နောက်တော့မှနော်ဆိုအသေးစိတ်တွေနောက်တော့မှ drawing sheet တွေပဲဘယ်လိုပေးမယ်ဆိုတော့နောက်တော့